ဟုတ်ကဲ့မင်္ဂလာပါဗျာဘောနော်ဒီနေ့ပြောပြချင်တာကတော့ဗောလေအပမင်းစင်ကရှိရတင်ယူထားတဲ့ရတရားပေါင်းများစွာဒက်ကမှတပုတ်ဦးနဲ့စာဘူးတောင်းနဲ့ပါလဲပေါ့အဲ့ဒါဆိုအဲ့ဒါကြီးကကြားဘူးတယ်ပါလဲပေါ့ဘယ်လိုဟာမျိုးလဲဘယ်နေမှာဒီရတရားရှိရတယ်ပေါ့ဘယ်လိုနေရာမှာဘာအတွက်ရှိရလဲဆိုရင်အိမ်တော်ကြီးဖြစ်ဖြစ်အခြေဖြစ်ဖြစ်စီးပွားရေးဖြစ်ဖြစ်ငွေပဲဖြစ်ပေါ့နော်အရှုပ်ထွေးတွေကြုံလာပြီဘယ်ကအစရှာပြီးရှင်းလို့ရှင်းမှန်းမသိတော့ဘူးကိုကပဲရှုပ်သူများကိုလာပြီးတော့ပဲရှုပ်ပေါ့နော်အဲ့လိုရှုပ်ခဲ့တယ်ဆိုရင်စီးပွားရေးဖြစ်ဖြစ်သားသမီးရေးဖြစ်ဖြစ်အခြေရေးဖြစ်ဖြစ်အိမ်တော်ရေးဖြစ်ဖြစ်စီးပွားရေးလုပ်ငန်းဖြစ်ဖြစ်ရှုပ်ထွေးလာလို့ရှင်းလို့မနိုင်တော့ဘူးဘယ်အစပြီးတော့ရှင်းလို့ရှင်းမှန်းမသိခဲ့ရင်တဲ့တပုတ်တစ်ခုရှာတဲ့ရှာပြီးတော့မှစာရွက်ပေါ်မှာကို့မှာကြုံနေတဲ့ရှုပ်တဲ့ဟာဒီအိမ်တော်ကြီးအရှုပ်ထွေးဖြစ်လဲအိမ်တော်ကြီးရှုပ်ထွေးစီးပွားရေးဆိုလဲစီးပွားရေးအရှုပ်ထွေးပေါ့နော်ငွေကြီးဆိုလဲငွေကြီးအရှုပ်ထွေးတွေရေးရမယ်ရေးပြီးတော့မှဒီမှာတစ်ပေါက်ဒီမှာတစ်ပေါက်ဒီမှာတစ်ပေါက်သုံးပေါက်ပြသုံးပေါက်အဲ့သုံးပေါက်ထဲကိုစာရွက်သုံးခုရေးတဲ့ဟာလဲအတူတူပဲနော်တစ်ခုမှအိမ်တော်ကြီးတစ်ခုမှစီးပွားရေးအဲ့လိုမဟုတ်ဘူးနော်စာရွက်တစ်ခုထဲမှာကိုဖြစ်နေတယ်ကိုရှုပ်နေတယ်ကိုထွေးနေတယ်ကိုရှင်းလို့မလွယ်တဲ့အကြောင်းတွေကိုအကုန်ရေးနောက်တွေ့မှလည်းအဲ့တိုင်းပဲရေးနောက်တွေ့မှလည်းအဲ့တိုင်းရေးသုံးရွက်လုံးမှရေးတဲ့စာသည်အတူတူပဲကတော့ဟိုတစ်ပေါက်ဒီတစ်ပေါက်မရဘူးနော်တရွက်ထဲမှာတော့ရေးချင်တဲ့လောက်ရေးဗျာအဲ့ဒါကိုသုံးရွက်မော်နော်ဘိတ်တူကူးပြီးတော့ဒီထဲကိုထိုးထည့်ရတယ်ထိုးထည့်ပြီးရင်တဲ့ရေစီးသောမြစ်ချောင်းရေကြချိန်မှာသွားပြီးတော့မရှိမှကြုံနေတဲ့အိမ်တော်ကြီးအရှုပ်လူမှုရေးအရှုပ်စီးပွားရေးအရှုပ်ကျန်းမာရေးအရှုပ်တာရေးသမီးအရှုပ်တွေငါကိုယ်တိုင်ရှင်းဖို့ခက်တဲ့ဟာတွေသွားတော့ဟာဆိုတဲ့ရေထဲကိုပြစ်ပြီးတော့အဲ့ဒါရေမြုပ်လိုက်ရတယ်အဲ့ဒါဆိုရင်တော့မကြခင်မှာပဲရှုပ်ထွေးတာတွေရှင်းတော့ပါခင်ဗျဟုတ်ကဲ့ခင်ဗျာကျွန်တော်ကတော့ဟန်တူဆန်ကြည့်နေပါခင်ဗျာအဲ့တော့မိတ်ဆွေတို့တည်ကျင်သောရရေအကြောင်းအရာများရှိရင်လည်းကျွန်တော်ရဲ့ကွန်မန့်မှာရှိခဲ့ပါခင်ဗျာကျွန်တော်ပြန်ပြီးတော့တေချာလေးဖြည့်ပြပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ